ဒီပွဲမှာဆိုရင်ကွာမတော်ငါတို့ဘက်ကိုစောက်တော်တာလေးနှစ်ကောင်ထည့်လာတယ်ကွာအဲ့စောက်တော်တာနှစ်ကောင်ကရောဆော့တဲ့ Slavana နဲ့ Hyper ကိုင်တဲ့ Hayabusa တို့ပဲကွာသူတို့ကဒီပွဲမှာဘယ်လိုမျိုး fail လို့ဆိုတာဘယ်လိုတော့ပဲချက်ရှိုးချလိုက်တော့ဒီမှာဆိုရင်ကွာငါကမင်းစစ်သားနဲ့ထဲရတယ်ကွာအားလီကိုင်းမှာဆိုရင်ကွာငါကမင်းစစ်သားနဲ့ရှင်ချလို့နာတယ်ကွာဒီကောင် level 4မြတ်ခင်ထိတော့ငါဒီကောင်နဲ့ရှင်ချလို့ရတယ်ကွာဒီမှာဆိုရင်ကွာဒီခရစ်တတုတ်ပေးသွားရင်မင်းစစ်သားတေချာပါကွာဒီကဒီကနန်းခရစ်ကိုလာစားမှာကွာအဲ့ဒါငါကကြိုသေးတော့ငါကခြုံကနေစောင့်နေကွာဟိုကောင်ကလည်းလဲတယ်ကွာဟိုကောင်ခြုံနဲ့ရင်မဝင်ကွာ scale ဝဲနဲ့ဒီကောင်ငါရှိမရှိကိုဆက်တယ်ကွာအဲ့ဒါငါမရှိဘူးထင်ပြီးတော့ဒီကောင်ကဝင်လာတော့ငါကဒီကောင်ကိုလိုက်ပြီးချတယ်ကွာချောင်းရဲ့အားလီကိုင်းတဲmeeထွက်တော့ဒီကောင်မခံနိုင်တော့ fat flat ငါပဲရသွားတယ်ကွာပြီးတော့ငါ level 4ရတယ်နဲ့ကွာငါခြုံကနေစောင့်နေကွာဟိုကောင်က level 4မရတဲ့ခါကျတော့ငါဒီကောင် scale 2 3ပြီးငါလိုက်ချတယ်ကွာပြီးတော့ငါ AD carry ဒီကောင်ငါနောက်တစ်ခါထပ်ဖြတ်လိုက်တော့ကွာဒီမှာဆိုရင်ငါမင်းစသားငါကထပ်ဖြတ်လိုက်တော့ကွာငါဝင်လာမြင်တော့ဒီကောင်က AD တန်းတောင်းလိုက်တယ်ကွာကိုတွေက AD တောင်းနေမင်းစသား AD တောင်းနေမရဘူးကွာကိုကဘာဖြစ်လို့ဆိုကိုကချောင်းပလိုလေးဖြစ်နေတဲ့ခါကျတော့ကွာဒီကောင်အဲ့ဒါနဲ့ငါဒီကောင် AD ကောင်တာကိုစောက်ပြီးတော့ငါ scale 1လေးပေါက်ပြီးတော့ AD လေးဖြတ်ကန်ပြီးငါဒီကောင်ထပ်ဖြတ်လိုက်တော့ကွာအဲ့ဒီทีကတော့ငါတို့ဘက်ချမ်းကတော့ပတ်တဲ့တာနေတော့မယ်ကွာဘယ်မှာစ free လဲဆိုတော့ကွာဒီမှာ bro တို့ပဲကြည့်လိုက်တော့ကွာပွဲချင်က6မိနစ်ပဲရှိသေးတယ်ကွာငါတို့ဘက်ကတော့ကွာ6ခါတော့တည်နေပြီကွာဒီကောင်ကထပ်တည်ပြန်ပြီကွာငါမေးချင်တယ်ကွာမနိုင်မှန်းတည်ရင်လည်းဘာလို့ဝင်တာလဲကွာကိုမနိုင်မှန်းတည်ရင်လည်းကွာဗတ်တဲကိုစိတ်ဆော့မမရှိဘူးကွာအတင်းကိုဝင်ချင်တယ်ကွာဒီမှာမင်းတို့ပဲကြည့်လိုက်ကွာတေးတာကြီးပဲကွာ7ခါလောက်ရှိနေပြီကွာပြီးတော့ run ဆော့ပြီးတော့ကွာဒီအမာ item တွေမထည့်ဘူးကွာဒီကောင် magic item ကြီးပဲထည့်နေကွာ magic item ထည့်ပြီးတော့ကျန်းလားဆိုတော့လေကျန်းလည်းမကျန်းဘူးကွာဒီကောင်ပြီးတော့ငါပွဲကြရင်လေကွာလိတ်ကင်းတော့ရောက်နေပြီကွာတစ်ဖက် item တစ်ကွက်နှစ်ကွက်လောက်ထည့်လိုက်ပါဖြစ်တော့မှာမဟုတ်လို့ကွာပြီးတော့ကွာအားလီပိုင်းမှာငါတို့ကဒီလောက်တာနေတဲ့ဟာကွာဒီကောင်တောက်လျှောက်တည်နေတာကွာဒီကောင်ကြီးပဲမဟုတ်ကွာ hyper ဆော့တဲ့ကောင်ကလည်းတောက်လျှောက်တည်နေတော့ကွာဒီလိတ်ကင်းရတော့ခါကျတော့ငါတို့ကပြန်မယုံနိုင်ဘူးကွာဟိုဘက်က item ပြန်တာသွားတယ်ကွာမင်းတို့ပဲကြည့်လဲကွာအဲ့ဒီမှာ6ဆိုကွာငါတို့ကဒီ2000ကျော်လောက်ကပြတ်သက်ကွာနေပြီကွာဘလို့မှထိန်းဆော့လို့မရတော့ကွာမင်းစသားဆိုကွာအားလီပိုင်းမဲ့လည်းငါနှိုင်နာတော့ကွာဒီကောင်ကောင်းတော့မထောင်နိုင်ဘူးကွာခုဆိုရင်ကွာဒီကောင်က Slavana ကြီးပဲတောက်လျှောက်လိုက်တက်နေတဲ့ခါကျတော့ကွာဒီကောင် item ငါထက်တော့ပြန်တာသွားပြီကွာဒီကောင်နဲ့ငါဘလို့မှရှင်ထိန်းလို့မရတော့ကွာဒီမှာကွာ Slavana AD ကိုကွာလွဲအောင်တုံးတယ်ကွာကျေးဇူးလေးတင်ပါတယ်လို့ဒီလို player မျိုးတွေထည့်ပြီးလို့မို့တော့ပြီးတော့ဒီမှာကွာငါနဲ့ Maxman နဲ့ပေါင်းပြီးတော့ဟိုဘက်ချမ်းမိတ်နဲ့ကျော်ဆန်ငါတို့ကဖျက်ပေးထားတယ်ကွာဒါတော့ကွာဟိုဘက်ချမ်းအတက်ဆောင်းရမ်းအောင်မှာတယ်ကွာငါနဲ့ Maxman နဲ့မနေဒီကောင်ကိုတွေးလျှော့ပြီးတော့တက်လိုက်ရတယ်ကွာဟိုဘက်ချမ်းပါတဲ့တက်ဆိုကွာဒီဆောင်းရမ်းအောင်မှာတယ်ကွာငါတို့ဘက်ချမ်းပါတဲ့တက်ကွာပျောက်ဖက်နေတာပဲကွာပြီးတော့ကွာဂိမ်းဆက်လည်းမရှိဘူးကွာခင်းရောဆော့တက်ရလာတော့မသိဘူးကွာဒီဘက်ကတော့နောက်ဆုံးပတ်တယ်ပဲကွာအဲ့နိုင်ငါတို့ Slavana ဟိုဘက်ချမ်းမိတ်နဲ့ဂျွန်ဆန်ကိုဖမ်းပေးထားတယ်ကွာအဲ့နိုင်ငါတို့ကလည်းလိုက်ဝင်တော့ကွာအမှကလောက်ကလည်း damage လောက်တော့ကွာကလောက်ကမှ AD ဝင်ဖြတ်တော့ငါတို့ကဘလို့မှကလောက်ရဲ့ damage ကိုမခံနိုင်တော့ကွာအကုန်ရှော့သွားတော့ကွာအဲ့မှငါတို့က white out ဖြစ်တော့ပြီးတော့မှပွဲအဲ့မှပဲငါတို့ဘက်ချမ်းရှုံးသွားတယ်ကွာကျွန်တော်လည်းသူလိုက်လောင်ပေးတဲ့ကျွန်တော်ရဲ့ view ဟာတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့မေ့တယ်နော်ထပ်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်